စီပွားရေးနဲ့ကိုတန်ရဝေဝင်ကြီးဌာနစားသုံးသူရေးရာဦးစီးဌာနဆိုရင်လွတ်လပ်ရေးအကျိုးကာလဖြစ်တဲ့1948ခုနှစ်နိုဝင်ဘာလ14ရက်နေ့မှာနိုင်ငံတော်ကောက်ပဲတည်နယ်ရောင်းဝယ်ရေးပုံအဖွဲ့ဖွဲ့စည်းချိန်မှာစတင်တည်တည်အဆင့်ဆင့်ပြောင်းလဲဖွဲ့စည်းခဲ့တာဖြစ်ပြီး2011ခုနှစ်အောက်တိုဘာလ26ရက်နေ့မှာတော့နိုင်ငံတော်သမ္မတရုံးကစီပွားရေးနဲ့ကိုတန်ရဝယ်ရေးဝန်ကြီးဌာနကိုစားသုံးသူကာကွယ်ရေးလုပ်ငန်းများတာဝန်ယူဆောင်ရွက်ရန်တာဝန်ခံဝန်ကြီးဌာနအဖြစ်တာဝန်ပေးအပ်ခဲ့ရမှအစားပြု၍ကိုတန်ရဝယ်ရေးနှင့်စားသုံးသူရေးရာဦးစီးဌာနကုန်သွယ်မှုမြင့်တင်ရေးနှင့်စားသုံးသူရေးရာဦးစီးဌာနအဖြစ်အဆင့်ဆင့်ပြောင်းလဲဖွဲ့စည်းခဲ့ရမှ2016ခုနှစ်ဧပြီလ1ရက်နေ့မှာတော့စားသုံးသူကာကွယ်ရေးလုပ်ငန်းများပိုမိုထိရောက်စွာအကောင့်ထဲပေါ်ဆောင်ရွက်နိုင်ရန်အတွက်စားသုံးသူရေးရာဦးစီးဌာနအဖြစ်ပြောင်းလဲဖွဲ့စည်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။စားသုံးသူရေးရာဦးစီးဌာနအနေနဲ့စားသုံးသူခွင့်ရေးဦးစားပေးဆိုတဲ့စောင့်ပုံနဲ့အညီစားသုံးသူခွင့်ရေးများကိုအကောင့်ထဲပေါ်ဆောင်ရွက်လျက်ရှိတဲ့အပြင်ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနဲ့စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့်နိုင်ငံစည်းပွားရေးဖွံ့ဖြိုးတိုးတက်စေရန်မျှော်မှန်းချက်ချမှတ်ဆောင်ရွက်လျက်ရှိပါတယ်။စားသုံးသူရေးရာဦးစီးဌာနအဖြစ်ဖွဲ့စည်းခြင်းကာလမှစတင်ပြီးစားသုံးသူခွင့်ရေးနှင့်အကျိုးစီးပွားကာကွယ်ရေးဆောင်ရွက်ရန်ကုန်စည်နှင့်ဝန်ဆောင်မှုများလုံခြုံစိတ်ချရမှုရှိစေရေးဆောင်ရွက်ရန်ကုန်စည်အရေးသွေးဆိုင်ရာစစ်စစ်ကြက်မှတ်မှုလုပ်ငန်းများဆောင်ရွက်ရန်ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့်ဈေးကွက်သုတေသနလုပ်ငန်းများဆောင်ရွက်ရန်စတဲ့လုပ်ငန်းတာဝန်များကိုချမှတ်ပြီးအကောင့်ထဲပေါ်ဆောင်ရွက်လျက်ရှိပါတယ်။ထုတ်လုပ်ပြီးတဲ့ဒါပြောင်းနေလို့ပဲတန်ဖိုး2ဆ3ဆ4ဆဒါတိုးတက်အောင်ဒါတန်ဖိုးမြင့်ထုတ်ကုန်နေတဲ့လုပ်မယ်ဆိုရင်တော့ပုံပေါ်ပြီးတော့ညံစမ်းလွယ်ကူအောင်မြင်မယ်လို့ကျွန်တော်အနေနဲ့ဒီလုံးဆွေးနွေးပွဲရနေပြီးတော့မှဒါကျွန်တော်ထင်မြင်ယူဆစားသုံးသူအခွင့်အရေးများအပြည့်အဝရရှိစေရေးစီးပွားရေးလုပ်ငန်းရှင်များအနေနဲ့ဥပဒေနှင့်အညီဆောင်ရွက်နိုင်စေရေးကုန်စည်နှင့်ဝန်ဆောင်မှုများကိုသုံးစွဲခြင်းကြောင့်ဖြစ်ပေါ်လာတဲ့နစ်နာဆုံးရှုံးမှုများကိုကာကွယ်ပေးရေးနှင့်အရေးယူဆောင်ရွက်ပေးမှုများလှုပ်ဆောင်ရန်စားရည်ရည်ရွယ်ချက်တွေနဲ့စားသုံးသူကာကွယ်ရေးဥပဒေကို2019ခုနှစ်မတ်လ15ရက်နေ့တွင်ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ်9/2019ဖြင့်အတည်ပြုပြဋ္ဌာန်းခဲ့ပြီးစားသုံးသူကာကွယ်ရေးနည်းဥပဒေကို2022ခုနှစ်ဇန်နဝါရီလ18ရက်နေ့တွင်အမိန့်ကြေညာစာအမှတ်9/2022ဖြင့်ထုတ်ပြန်ကြေညာခဲ့ပါတယ်။စားသုံးသူအခွင့်အရေးများအပြည့်အဝရရှိပြီးစားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာဗဟုသုတများရရှိစေရန်နှင့်ကုန်စည်နှင့်ဝန်ဆောင်မှုများအပေါ်ဘေးအန္တရာယ်ကင်းရှင်းစွာရွေးချယ်ဝယ်ယူအသုံးပြုနိုင်စေရန်ရည်ရွယ်ပြီးစားသုံးသူရေးရာဦးစီးဌာနအနေနဲ့အခြေခံပညာကျောင်းများတက္ကသိုလ်ကောလိပ်ကဲ့သို့သောအဆင့်မြင့်ပညာနှင့်တန်မွေးပညာကျောင်းများစက်ရုံအလုပ်ရုံများကုမ္ပဏီများစီပင်သာယာဈေးများလက်လီအယောင်ဆိုင်များဈေးဝယ်စင်တာများနှင့်ပညာရေးကျန်းမာရေးတည်ယူပို့ဆောင်ရေးစတဲ့ဝန်ဆောင်မှုလုပ်ငန်းများမှာစားသုံးသူအသိပညာပေးဟောပြောပွဲများကိုစင်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိပါတယ်။စားသုံးသူတိုင်ကြားမှုများကို2019ခုနှစ်မှစတင်ပြီးလက်ခံဖြည့်ရှင်းဆောင်ရွက်ပေးလျက်ရှိရာ2025ခုနှစ်ဒီဇင်ဘာလထိကုန်စည်နှင့်ပတ်သက်တဲ့တိုင်ကြားမှု903မှုဝန်ဆောင်မှုနဲ့ပတ်သက်တဲ့တိုင်ကြားမှု4064မှုအခြားတိုင်ကြားမှု245မှုစုစုပေါင်း4812မှုလက်ခံရရှိပြီး4968မှုကိုဖြည့်ရှင်းဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ဦးစီးဌာနအနေနဲ့စားသုံးသူအခွင့်အရေးနှင့်အကျိုးစီးပွားကာကွယ်နိုင်ရေးဆောင်ရွက်ရာမှာစားသုံးသူပြည်သူများရဲ့နစ်နာဆုံးရှုံးမှုများကိုအလွယ်တကူဆက်သွယ်တိုင်ကြားနိုင်ရန်နှင့်အချက်အလက်များမျှဝေပေးနိုင်ရန်ရည်ရွယ်၍2018ခုနှစ်မှာwww.doca.gov.mm website ကိုတည်ထောင်ခဲ့ပြီးအဆိုပါ website မှာ Consumer Complaint System ကိုပါထည့်သွင်းထားရှိပြီး System မှာတဆင့်
တိုင်ကြားမှုအနေနဲ့2018ခုနှစ်မှ2025ခုနှစ်အထိတိုင်ကြားစာစုစုပေါင်း3013မှုကိုလက်ခံရရှိခဲ့ရာတိုင်ကြားမှုအားလုံးရဲ့63ရာခိုင်နှုန်းကို12မှတစ်ဆင့်လက်ခံရရှိခဲ့တာဖြစ်ပါတယ်။စားသုံးသူပြည်သူများအနေနဲ့ကုန်စည်နှင့်ဝန်ဆောင်မှုများဝယ်ယူသုံးစွဲရမှာနေနာဆုံးရှုံးခြင်းလုပ်ငန်းရှင်များအနေနဲ့ကုန်စည်နှင့်ဝန်ဆောင်မှုများထုတ်လုပ်ဖြန့်ဖြူးရောင်းချရာတွင်လိုက်နာဆောင်ရွက်ရမည်သတင်းအချက်အလက်များနှင့်ဆက်လျင်း၍ဌာနသို့အလဲတကူဆက်သွယ်စုံစမ်းနိုင်ရန်နှင့်တိုင်ကြားနိုင်ရန်တို့အတွက်ကွန်ဆိုမာကောစန္ဒာ1535နှင့်တိုင်းဒေသကြီးပြည်နယ်များအလိုက်စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစန္ဒာ CICC ရုံးပေါင်း54ခုကိုလည်းဖွင့်လှစ်ထားရှိပါတယ်။ကုန်စည်တွေမှာမြန်မာဘာသာနဲ့ဖြစ်စေအခြားဘာသာတစ်ခုသို့မဟုတ်တစ်ခုထပ်ပို၍တွဲလျက်ဖြစ်စေဖော်ပြရာတွင်စီးပွားရေးလုပ်ငန်းရှင်များလိုက်နာဆောင်ရွက်ရန်ညွှန်ကြားချက်ကို2019ခုနှစ်ဒီဇင်ဘာလ3ရက်နေ့တွင်ညွှန်ကြားချက်အမှတ်နှင်းနှင်းဆောင်2019ဖြင့်၎င်းနှင်းတင်ဟင်းရွက်စီနှင့်ဆက်လင်း၍ကုန်ညွှန်အမှတ်သားဖော်ပြရာတွင်စီးပွားရေးလုပ်ငန်းရှင်များလိုက်နာဆောင်ရွက်ရန်ညွှန်ကြားချက်ကိုတင်မြင့်ဆောင်2021ဖြင့်၎င်းဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းစဉ်ဆိုင်ရာညွှန်ကြားချက်အမှတ်တင်မြင့်ဆောင်2022ဖြင့်၎င်းထုတ်ပြန်၍အကောင့်ထဲပေါ်ဆောင်ရွက်လျက်ရှိပါတယ်။မင်္ဂလာပါရှင်။ CPMAT အနေနဲ့စားသုံးသူများကုန်ပစ္စည်းတွေဈေးဝယ်တဲ့အခါမှာဘေးရန်တွေပြင်ဆင်ဖို့အတွက် MSME လုပ်ငန်းရှင်တွေစက်လာယာတွေနဲ့ချိတ်ဆက်ပြီးကုန်ပစ္စည်းတွေလက်ခံတဲ့အခါမှာသက်ဆိုင်ရာဌာနတွေရဲ့ထောက်ခံချက်ကုန်အညွှန်းအမှတ်သားပါဖော်ပြချက်ထုတ်လုပ်မှုပုံစံထုတ်လုပ်တဲ့ရက်စွဲပုံဆုံးတဲ့ရက်စွဲစတာတွေပါမပါဘူးဒေတာစစ်စစ်ပြီးတော့မှ CPMAT ရဲ့ကောင်တာတွေမှာဈေးကွက်တင်ပြီးရောင်းချပေးလျက်ရှိပါတယ်ရှင်။ဦးစီးဌာနအနေဖြင့်စားသုံးသူနစ်နာဆုံးရှုံးမှုများမဖြစ်ပေါ်စေရေးအတွက်ဒုတိယဦးစီးမှုအဆင့်နှင့်အထက်ဝန်ထမ်း962ဦးတို့ကိုစစ်ဆေးရေးအရာရှိများအဖြစ်ခန့်အပ်တာဝန်ပေး၍စားသုံးသူကာကွယ်ရေးဥပဒေပါပြဋ္ဌာန်းချက်များစားသုံးသူကာကွယ်ရေးဥပဒေအရထုတ်ပြန်ထားသည့်ညွှန်ကြားချက်များနှင့်အညီလိုက်နာဆောင်ရွက်ခြင်းရှိမရှိဈေးကွက်ဆောင်ကြည့်စစ်ဆေးခြင်းနှင့်ကြော်စောသတင်းဖြစ်ပေါ်နေသည့်ကုန်စည်နှင့်ဝန်ဆောင်မှုများနှင့်ပတ်သက်၍ကွင်းစင်းစစ်ဆေးခြင်းကိုလည်းဆောင်ရွက်လျက်ရှိပါသည်။ထို့အတူ2025ခုနှစ်ဇန်နဝါရီလမှစတင်၍ e-commerce registration system တွင် online စနစ်ဖြင့်ရောင်းချရန်အတွက်မှတ်ပုံတင်လျှောက်ထားလာသည့်လုပ်ငန်းများကိုမြေပြင်ကွင်းစင်းစစ်ဆေးခြင်းကိုလည်းဆောင်ရွက်လျက်ရှိပါသည်။စားသုံးသူရေးရာဦးစီးဌာန၏မူလလုပ်ငန်းတာဝန်များအပြင်ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ချက်အနေနဲ့မြန်မာနိုင်ငံစံစပါးအဖွဲ့ချုပ်နှင့်ပူးပေါင်းပြီးမြန်မာစံစပါးအွန်လိုင်းမိုင်ရိုကိုအစိုးရပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှုပုံစံ PPP Model ဖြင့်2023ခုနှစ်နိုဝင်ဘာလကစတင်ဆောင်ရွက်ခဲ့ရာ2026ခုနှစ်ဖေဖော်ဝါရီလကုန်အထိစံစပါးတိုးလောင်ရုံ9653လုံးကိုမှတ်ပုံတင်ထားနိုင်ခဲ့ပြီးဖြစ်ပါတယ်။ထို့အပြင်ဝန်ကြီးဌာန၏တာဝန်ပေးချက်အရစားသုံးသူပြည်သူများအနေနဲ့အခြေခံစားကုန်များကိုဈေးနှုန်းသက်သာစွာဝယ်ယူသုံးစွဲနိုင်ရေးအတွက်ပြည်ပမှစားအုံးစီတင်သွင်းခြင်းတိုးလောင်ခြင်းဖြန့်ဖြူးရောင်းချခြင်းစသည့်လုပ်ငန်းများကိုလည်းကြီးကြပ်ဆောင်ရွက်လျက်ရှိပါတယ်။လာစောင်းစီတက်ချင်း6550ကိုကျွန်တော်တို့အသုံးသူပြည်သူတွေလက်ဝဲရောက်ဖြတ်ပြူရောင်းချပေးလျက်ရှိပါတယ်။အဲ့လိုဖြတ်ပြူရောင်းချလက်ရှိတာမှာကျွန်တော်တိုင်းဒေသကြီးတွင်မှာရှိတဲ့အိမ်တော်စုတွေပေါ့အခြေခံပြီးတော့ကျွန်တော်အိမ်တော်စုတစုကိုအနည်းဆုံးကျွန်တော်တို့နှစ်ပိတ်သားလုံးရရှိအောင်စီမံဖြတ်ပြူရောင်းချပေးလျက်ရှိပါတယ်။ဒါအပြင်နိုင်ငံဝန်ထမ်းတွေကိုလည်းဒါစောင်းစီဖြတ်ပြူပေးနိုင်ရေးလက်ညှိုးချက်တွေနဲ့ညီစီဆောင်ရွက်ပေးကြရမှာဝန်ထမ်းတူဝင်ကျွန်တော်နှစ်ပိတ်သားလုံးနဲ့ဒါဖြတ်ပြူရောင်းချပေးလျက်ရှိပါတယ်။စောင်းစီဖြတ်ပြူမှုတွေကိုကျွန်တော်တို့စနစ်တကျရှိစေရေးအတွက်တိုင်းဒေသကြီးဆွေးနွေးကတော့ဖွဲ့စည်းပေးထားတဲ့73စီစားသုံးစီဖြတ်ပြူမှုရောင်းချမှုကြီးကြပ်ရေးအဖွဲ့တွေစားသုံးစီဖြတ်ပြူမှုစစ်ဆေးရေးအဖွဲ့တွေကနေပြီးမြေပြင်ကွင်းစင်စစ်ဆေးဆောင်ရွက်လျက်ရှိဒီမှာစိုက်ပျိုးရေးထွက်ကုန်များအားပို့ကုန်ကန်တာမှာဒေးကင်းလုံခြုံစေရတဲ့အတွက်
စီးပွားရေးနဲ့ကုသရေးဝယ်ဝင်ကြီးဌာနစားသုံးသူရေးရာဦးစီးဌာနနဲ့အာဆီယံဂျပန်စင်တာတို့ပူးပေါင်းပြီးမြန်မာစိုက်ပျိုးရေးထွက်ကုန်များဒေဂင်းလုံခြုံစေခြင်းဖြင့်ပိုးကုန်ကြီးမြဲမှုကိုတိစောက်ခြင်းလုပ်ရဆွေးနွေးပွဲကိုကျင်းပပြုလုပ်ခဲ့ပါတယ်။ စိုက်ပျိုးရေးခြေခံထုတ်ကုန်စံချိန်စံညွှန်းရေးဆွဲရေးဤပညာဆက်ကုမ္ပဏီဥက္ကဋ္ဌအဖြစ်စားသုံးသူရေးရာဦးစီးဌာနမှဒုတိယညွှန်ကြားရေးမှူးချုပ်ကတာဝန်ယူ၍သက်ဆိုင်ရာဌာနအသင်းဖွဲ့များပညာရှင်များနှင့်ရေးဆွဲဆောင်ရွက်လျက်ရှိရာယနေ့ကာလအထိလေယာထွက်ကုန်သီးနှံ38ခု၏စံချိန်စံညွှန်းများအားအမျိုးသားစံချိန်စံညွှန်းကောင်စီမှမြန်မာစံချိန်စံညွှန်းအဖြစ်ပုံနှိပ်ထုတ်ဝေထားပြီးဖြစ်ပါတယ်။မိမိတို့မြန်မာနိုင်ငံအနေနဲ့အာဆီယံစားသုံးသူကာကွယ်ရေးကော်မတီအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည့်နှင့်အညီအဖွဲ့ဝင်နိုင်ငံများနှင့်အတူစားသုံးသူအကာအကွယ်ပေးရေးလုပ်ငန်းတွေကိုပူးပေါင်းဆောင်ရွက်လျက်ရှိရာအာဆီယံစားသုံးသူကာကွယ်ရေးမဟာဗျူဟာလုပ်ငန်းစီမံချက်2016-2025ကိုလိုက်ပါကောင်းထဲပေါ်ဆောင်ရွက်လျက်ရှိပါတယ်။ဒီခုနှစ်မှာဆိုရင်တော့အပြည်ပြည်ဆိုင်ရာစားသုံးသူအဖွဲ့အစည်းကထုတ်ကုန်လုံးကျုံစိတ်ချရမှုဆိုင်ရာအရေးကိစ္စများကြောင့်စားသုံးသူများကိုထိခိုက်မှုများမှတဆင့်လေတို့ညဉ့်ညမ်းခြင်းနဲ့အဖိုးတန်ရင်းနှီးများဆုံးရှုံးခြင်းတို့ကိုဖြစ်စေတယ်လို့သုံးသပ်ပြီးကမ္ဘာတဝန်းအလေးပြုစေရန်မျှော်မှန်း၍2026ခုနှစ်ကမ္ဘာစားသုံးသူခွင့်ရေးများနေ၏ဆောင်ပုဒ်ကိုထုတ်ကုန်ပေးကင်းလုံးကျုံမှယုံကြည်စိတ်ချစားသုံးသူဘဝ Sales Product Confident Consumer ဟူ၍သတ်မှတ်ပြီး2026ခုနှစ်မတ်လ15ရက်နေ့ကိုကမ္ဘာစားသုံးသူအခွင့်အရေးများနေ့ World Consumer Rights Day ဖြင့်ကမ္ဘာနိုင်ငံအသီးသီးမှာကျင်းပပြုလုပ်လျက်ရှိသလိုကျမတို့နိုင်ငံလေးဖြင့်လည်းကမ္ဘာနိုင်ငံများနဲ့အတူလိုက်ပါကျင်းပဆောင်ရွက်နေတာဖြစ်ပါတယ်။ဒီခုနှစ်ဆောင်ပုဒ်ရဲ့ရည်ရွယ်ချက်အတိုင်းထုတ်ကုန်လုံးကျုံစိတ်ချရမှုအရေးကိစ္စများကိုကမ္ဘာတဝန်းလုံးအလေးထားလိုက်ပါကောင်းထဲပေါ်ပူးပေါင်းဆောင်ရွက်ခြင်းဖြင့်စားသုံးသူများအကျိုးဆောင်ရွက်ရင်းဒီကနေ့မှာကြာရောက်တဲ့ကမ္ဘာစားသုံးသူအခွင့်အရေးများနေ့ကိုဂုဏ်ပြုတင်ဆက်လိုက်ရပါတယ်ရှင်။